ကလေးတစုရဲ့အော်တန်စော့ကစားတန်ကြောင့်ညောင်မင်းချေးမှအိတ်နေတဲ့ချမ်းသာအောင်တယောက်လန်နိုးလာတယ်။တော့အားရိုက်မွေးထားတဲ့စော့ကလေးတွေနားကြီးတယ်။ကိုယ့်အိမ်ကိုပြန်ကြဒီမှာအိတ်နေတာမမြင်ဘူးလား။အေးလေချင်းတစ်ချက်တက်လိုက်လေတယ်။ဦးလေးရဲ့အပင်ဟုတ်လို့လား။သားတို့လည်းကစားလို့ရတယ်လေ။ဒီအပင်ကရွာကအားလုံးပိုင်တာ။တော်တော်စောက်ကြောရှိတဲ့ကလေးတွေပြန်ရင်ပြန်မပြိုင်လေကွာနဲ့ဖြစ်မှာနော်။ဆိုပြီးလွေအိတ်ထဲကလေကွာကိုဆွဲထုတ်လိုက်မှကလေးအားလုံးထွက်ပြေးသွားကြတယ်။တကယ်တော့ဒီညောင်မင်းကြီးကဝင်းတွင်းရွာရဲ့အမှတ်တင်ဂီတတစ်ခုဆိုလဲမမားဘူး။ညောင်မင်းတန်းကကို့ဘိုးဘီတွေလက်ထက်ကစိုက်ခဲ့တဲ့အပင်ဆိုတော့ရာစုနှစ်နီးမှရှိပြီ။လုံးပတ်ကလည်းလူထုံးရောက်ဖတ်မှရနိုင်ပြီးညောင်မင်းမြစ်တွေကမြေပြင်ပေါ်တောင်ထိုးထိုးခေါင်ထောင်ထွက်နေကြတယ်။ဒီရက်တွေကလည်းနေထိုးလို့မပေါက်အောင်ဝေစာနေလို့ညောင်မင်းကြီးအောက်ရောက်သွားရင်အေးချမ်းသွားတာပဲ။ညောင်မင်းပေါ်ကနေတစ်ຫນွယ်တွေကဟိုနာတန်လန်းဒီနာတန်လန်းကြနေတာကိုကညောင်မင်းကြီးရဲ့အလှကိုပိုပြီးအသက်ဝင်သွားသလိုဖြစ်နေတယ်။ဒါအပြင်ဝင်းတွင်းရွာကိုလာရင်ဒီအပင်ကြီးအောက်ကနေဖြတ်လာကြရတယ်။အဝေးပြေးကားလိုက်နဲ့နီးတာကြောင့်ညမိုးချုံသွားရင်လေဒီအောက်မှာပဲတရက်အိပ်ပြီးမနက်မှခီးသွားကြတာများလေ။အညာကຫນွေဆိုအရန်ပူတဲ့အတွက်နေ့လေနေခင်းဆိုအရိပ်ရအေးတဲ့တစ်ပင်အောက်တွေမှာပဲနေကြတာများတယ်။ဝင်းတွင်းတရွာလုံးကလည်းဒီအပင်ကြီးအောက်မှာပဲလာဆူးကြတာကြောင့်နွေရသည်ဆိုကလေးတွေကသူတို့မိဘတွေလာမခေါ်မချင်းဘယ်တော့မှမပြန်ဘူး။သူတို့ပြန်တဲ့အချိန်2ချိန်ပဲရှိတယ်။မနက်သမင်းစားချိန်ပြန်တယ်ပြီးရင်ပြန်လာတယ်။ညနေသမင်းစားချိန်မှပြန်တယ်။တရွာလုံးရဲ့ကလေးတွေရဲ့စုံရက်ကဒီညောင်ပင်ကြီးလိုဖြစ်နေတယ်။ဒါဒီမကသေးပဲတချို့စိတ်ချောင်းသားမွားချောင်းသားတိုးချောင်းသားအားလုံးကဒီမှာလာစုကြတယ်။နေ့လည်နေ့ကင်းကိုယ့်ရဲ့တရိษံလေးတွေကြောင်းရင်ဒီညောင်ပင်အောက်မှာပဲတရေတမောလာအိတ်ကြတယ်။အဲ့ထဲမှာတော့အရက်သမားချမ်းသာအောက်ကအစိုးဆုံးပဲ။သူ့ရဲ့အိမ်ကဒီညောင်ပင်ကြီးပေါ့။သူအရက်သွားတောက်တဲ့အချိန်နဲ့ကြက်တိုက်ပွဲဖဲဝိုင်းတို့ရှိမှရွာထဲကိုဝင်ပြီးကြံတဲ့အချိန်တွေမှာတော့သူ့ရဲ့အဖော်အရက်ကလေးနဲ့ဒီညောင်ပင်ကြီးအောက်မှာပဲစီးစိမ်ရမှုနေတတ်တယ်။အဲ့ဒါကြောင့်ဒီလိုကလေးတွေလာဆော့ရင်သူမှနားအေးပါအေးမအိပ်ရတာကြောင့်သူ့ရဲ့ခေါင်းထဲမှာဖြက်ခနဲ့အတွေးတစ်ချက်ဝင်သွားတယ်။ကလေးတွေဆော့နေတဲ့ညောင်မင်းတစေးဝီလီလီလွတ်လိုက်ရမလား။အဲ့ဒါဆိုဒီအပင်ကြီးကငါအပိုင်ဖြစ်သွားမယ်။ဘယ်သူမှလာကြတော့မှမဟုတ်ဘူး။သူ့ရဲ့အတွေးကိုအကောင်ထဲဖောက်ဖို့သူစတင်လှုပ်ရှားတယ်။သူမျိုးတက်ပြီးလိုအပ်တဲ့ပစ္စည်းလေးတွေဝဲတယ်။သူ့ရဲ့အစီအစဉ်ကိုညနေမေဝင်ဖြိုးဖြစ်တဲ့အချိန်မှာပဲစားဖို့သူစဉ်းစားထားတယ်။ဒီလိုနဲ့သူအရင်ဆုံးရွာထဲကတော်ထေးမအရက်ဆိုင်ကိုသွားတယ်။တော်ထေးဒီကိုတပိုင်းတော့လာချပါအောင်။ပြီးတော့စားနဲ့ပဲလော်လေးလည်းချပြီးတော့ဟဲ့ချမ်းသာငါ့ကိုအရင်အကျွေးတွေပေးဦးကနေငေါ့ဆိုင်မှာအကျွေးတွေတောက်နေတာများနေပြီ။ပေးမှာပေါ့တော်ထေးမကလည်းချမှာပါချဆန်းမှာနင့်အမေလင်းဆိုင်မဟုတ်ဘူးနော်။ဒုံအိုးတော်ထေးမမျက်စောင်းထိုးပြီးပလင်းကိုစောင့်ချသွားလေ။သူတောက်ပြီးသွားတာနဲ့တော်ထေးမဆဲဆိုနေတဲ့ကြားမှာပဲအရက်ပလင်းတစ်လုံးပါဆယ်ဆွဲလာပြီးသူ့ရဲ့အိမ်ညောင်ပင်ကြီးစီတို့ပြန်လာလေတယ်။ညောင်ပင်ကြီးအောက်ကိုရောက်တာနဲ့သူ့ရဲ့အစီအစဉ်ကိုစတင်ဖို့ပြင်ဆင်တော့တယ်။မိနစ်20လောက်ပြင်ဆင်ပြီးအားလုံးပြီးသွားတာနဲ့သူပုံးအောင်ကိုနေရအရင်ယူလိုက်တယ်။သူပုံးနေပြီး15မိနစ်လောက်အကြာမှာလူ2ယောက်ညောင်ပင်ဘက်စီကိုစကားပြောရင်းလာနေတာတွေ့လိုက်တယ်။အနားရောက်မှထုံးသိမ်းတဲ့ဖြိုးမောင်ထင်တယ်။ဒီကောင်တွေမျိုးတက်ပြီးဘာတွေဝယ်လာကြပါလိမ့်။ငါရဲ့ပထမဆုံးသားကောင်လေးပေါ့ဟာဟာသူသဘောကျစွာရဲလိုက်မိတယ်။ထုံးသိမ်းမနစ်ဖန်ရွာမြောက်ပိုင်းမှာကြက်ဝဲရှိတယ်ကွ။မင်းရဲ့ကောင်ကြီးနဲ့ပွဲသွားတီးရအောင်လို့ဖြိုးမောင်ကစကားခေါ်လေ။အေးကွငါလဲငါကောင်ကြီးကိုအားမွေးထားတာ။သူလဲသွားပူလီကျင်ကန်မလောက်ရတာကြားပြီ။လူထုံးသိမ်းပြောရင်ညောင်မင်းရဲ့ဘေးဘက်ခြုံကုတ်ဒီထဲကနေတဖြည်းဖြည်းရှည်ထွက်လာတဲ့အရေးတစ်ခုကိုတွေ့မိတယ်။ဖြိုးမောင်ဟိုမှာဘာကြီးလဲမင်းမေကြီးတော်လင်ကိုမြင်လို့စကားအဲ့လောက်ထိတ်နေတာလားဖြိုးမောင်ဆဲလိုက်ရင်ထွန်းသိန်းလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တယ်။အမေတရေပြီးဖြိုးမောင်မှာလက်ထဲကပစ္စည်းတွေကိုပြစ်ချပြီးကြောင်ကြည့်နေတဲ့ထွန်းသိန်းကိုဆွဲခေါ်ပြီးရွာဘက်ကိုဖနှုံးနဲ့တင်ပါတသားထင်းချအောင်ပြေးလာခဲ့တယ်။မနေ့ရောက်တော့
သူတို့နှစ်ယောက်တရေ6ခံရတဲ့တရင်ကပြန့်သွားလေတယ်ထွန်းသိန်းကမနဲ့ရောက်တော့လန့်ဖျားဖျားနေပြီဟဲ့ဖြိုးမောင်နင်တို့ညကညောင်မင်းကြီးနားကနေတရေ6ခံရတာဆိုဒေါ်ဝိုင်စိန်ခေါင်းပေါ်ကဈေးတောင်းကိုချပြီးဆက်ဆူတယ်ဈေးတဲ့ဒေါ်ဝိုင်စိန်မှာတရွာလုံးရဲ့တရင်သူမှမသိတာဘာမှမရှိသူသိရင်တရွာလုံးသိပြီရွာရဲ့ CCTV ဆိုလဲမမတရင်ဖြတ်တဲ့နေရာမှာလဲ MC တို့လောက်ကတော့တနာတယ်ကြဘိုးလောက်ဆိုလိမ့်လောက်ဖြစ်အောင်လဲသူပြောတတ်တယ်အေးဟုတ်တယ်ငါ့ကိုစီချပြောစမ်းပါအောင်ကျုပ်နဲ့ထွန်းသိန်းမျိုးတက်ပြီးလိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ကြတာဘီးရဆိုင်မှာတစ်ခွက်တစ်ဖလားလောက်ဝယ်တောက်ကြသေးတယ်ဆိုတော့ပြန်လာတာနည်းနည်းနောက်ကတ်တယ်ဗျကျုပ်တို့ညောင်ပင်ကြီးနားရောက်တော့နည်းနည်းမောင်နေပြီထွန်းသိန်းကအရင်မြင်တာပထမတော့ဒီကောင်မူးနေတော့သွေးယူသွေးသားနဲ့မြင်ကျင်တာမြင်နေတယ်လို့ထင်တာသူ့လက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်မှအားပါနဲတဲ့အကောင်ကြီးလားလို့မျက်လုံးကြီးတွေကလည်းပြူးပြူးကြီးကြီးနားကြီးကလည်းတော်တော်ကြီးတယ်ဗျစင်နာတဲ့ကြီးမယ်ထင်တယ်အုတ်ကိုတွဲကြနေတာခေါင်းကအမွှေးတွေကလည်းအရှည်ကြီးပဲဗျအရက်ကလည်းကျုပ်တို့နှစ်ရက်ကြော်စားရှိတယ်ဗျလက်ကလည်းတော်တော်ရှည်တယ်ကျုပ်တို့ဘက်ကလက်ညှိုးထိုးပြီးတဖြည်းဖြည်းလာနေတာကျုပ်လည်းနောက်ခဲ့တဲ့ခြေတစ္ဆာပေါက်ပဲပြိုဆိုပြီးတုတ်ချေတင်ပြေးလာရတာမြို့ကဝယ်လာတဲ့ပစ္စည်းတချို့တော့အဲ့ဒီမှာကြာနေခဲ့တယ်ခဏနဲ့တွားရှာရအောင်ပါအမြန်တွားရှာအောင်လူနေမတွေ့ခင်ငါလည်းဈေးတွားရောင်းတော့မယ်ဒီနေ့တော့ငါဈေးရောင်းရင်းနဲ့သတင်းတပုတ်ရသည်ဟီဒီအဖွားကြီးလည်းမလွယ်ဘူးသူ့ဟာသူအများအကြောင်းပြောရရင်ကိုသမင်းမေဟိမေဒီနေ့တော့ချမ်းသာအောင်နားအေးပါအေးအရာလေးတယ်ခါတိုင်းဆိုမနက်9နာရီခွဲတနာရီလောက်ဆိုကလေးတစုဒီညောင်မင်းအောင်မှာတော်တော်တောင်းကျမ်းနေပြီစော့သူကစော့အပင်ပေါ်တက်သူကတက်ညောင်မင်းကိုင်းကနေတွဲကြနေတဲ့နွယ်ကျိုးတွေကိုလွဲစီးတဲ့သူကစီးဒီနေ့တော့ညောင်မနိုင်နေသိမလာကြဘူးလာစော့တဲ့ကလေးတယောက်ကစော့နေညင်းနဲ့ဟေးအောင်ဖိုးလုံးငတို့တို့ပေတိုးတို့ဘာလို့မလာကြတာလဲဒီနေ့အမိန်နဲ့ဒေါ်ဝဲစိန်ပြောတာကြားရတော့ဦးသိန်းနဲ့ဦးဖြိုးကိုဒီအပင်ကြီးကနေတရေ6လို့တဲ့ဦးသိန်းတော့အခုလန့်ဖျားဖျားနေတာတဲ့အဲ့ဒါကြောင့်မို့သူတို့အမေကမကစားခိုင်းလို့နေမှာပေါ့ငါ့ကိုတောင်အမေကမသွားခိုင်းဘူးငါလည်းပြန်တော့မယ်အမေသိရင်လိုက်လိမ့်မယ်ဒီလိုနဲ့ကလေးလေးပြန်တဲ့သူကပြန်ကြတော့လူစုခွဲသွားကြတယ်ချမ်းသာအောင်သူ့အကျန်းအောင်ပြီဆိုပြီးပြုံးနေတယ်အရင်တော့သူနားရေးပါရေးအိယာမှမလွယ်အခုတော့တစ်ချက်ခုတ်နှစ်ချက်ပြန်သူတို့စီကကြံခဲ့တဲ့ပစ္စည်းကိုရောင်းလို့ရလို့သူ့အတွက်တွတ်ချေကောင်းနေတယ်ဒီလိုနဲ့တဖြည်းဖြည်းညောင်မင်းကြီးနားကိုတကူးတကားလာတဲ့သူမရှိသလောက်နဲလာတယ်တိတ်ဆိတ်လာတာနဲ့အပြညောင်မင်းကြီးနဲ့ပုံစံတာလဲတဖြည်းဖြည်းနဲ့ခြောက်ချလာတယ်ဘာပဲပြောပြောချမ်းသာအောင်လိုချင်တာကဒါပဲတယောက်မှမရှိသူ့အတွက်ကိုယ်ပိုင်ကဘာဖြစ်လာတယ်တရေ၆တာကိုကိုယ်တိုင်၆ခံမှယုံမယ်ဆိုတဲ့သူတွေကြလို့လေဒီအပင်ကြီးအောက်ကနေသွားဆဲသွားမြဲပဲညနေ6နာရီခွဲလောက်ရောက်တော့သူ6ဖို့အတွက်စတင်ပြင်ဆင်တယ်ပထမဆုံးမျက်နာကိုတရေမဲ့နမကိုတက်ပြီးတော့ဈေးကနေဝယ်လာတဲ့စပယ်တို့တွေတက်တရေလေဟာနားကြီးအကြီးကြီးတွေတက်ပြီးတော့သူမှန်ကြည့်ကြတယ်တော်တော်ကြောက်ဖို့ကောင်းနေပြီဆိုပြီးဓာတ်နဲ့မလုံလောက်သေးလို့လူတွေကြောက်ဖို့ဆိုရင်လူတွေမတူတဲ့ပုံပန်းတရံမရှိမှဆိုတော့သူဈေးကနေမရရှာဝယ်လာတဲ့ကလားမချလက်အရှိကြီးကိုဆွတ်ရလေတယ်သူကလားမချလက်ဆွတ်ပြီးလမ်းလျှောက်ရတာအခုထိကျင်သားမရသေးလမ်းလျှောက်တိုင်းရိုင်းတိုင်းနဲ့အဲ့ပုံစံကပဲပိုပြီးကြောက်ဖို့ကောင်းနေတယ်ဒီလိုနဲ့တောကနေမြွတ်ချိုးပြီးပြန်လာကြတယ်အေးကြီးမကိုတတိုင်းကိုသူလှမ်းတွေ့တယ်ခက်မြန်မြန်ရှောက်နေကြတဲ့သူတို့ကိုလှမ်းမြင်လိုက်တာနဲ့သူစတဲ့နေရာယူလိုက်တယ်ဟဲ့ကောင်းပါလေညံ့ညံ့ရှောက်ကြတော်တော်မောင်းနေပြီစောပြန်နေဆိုတာကိုလောဘကြီးနေကြတာမောင်ရင်ဒီအပင်နားကနေမလျှောက်ချင်ဘူးကြောချမ်းတယ်လုံးတင်ကပြောပြီးပုံမှန်ထက်လမ်းကိုအမြန်လျှောက်သွားတယ်ငါ့ကိုစောင့်မအောင်ရင်ညံလိုက်တာတရေ6လို့မသေးဘူးနင်းကိုအမိလိုက်ရတာနဲ့တင်မောလို့တေတော့မယ်သူတို့ညောင်ပင်ကြီးနားစောတော့ဝုံညောင်ဝိုင်းပေါ်ကနေတွဲလဲခိုစင်းပြီးခုန်ချလိုက်တယ်အိတ်တဲဝင်နေကြတဲ့ငှက်တွေကလည်းလန့်ပြီးပြန်သွားတာကြောင့်မင်းကလေးတိုင်လန့်ဖြစ်ပြီးအမေကဲပါအောင်အာဟိုမှာဘာကြီးလဲစက်ဖြစ်ကြီးဟိုအော်ကရွာဘက်ကိုဝရုံးတစ်ပါးပြေးကြတော့တယ်စပယ်ကတော့
ညောင်ပင်ကြီးအောက်မှာလေမိလေကတယောက်တည်းကြံခဲ့တော့တယ်သူဘာလို့ရမလဲမသိရွာသားတွေလိုက်လာရင်သူ့ရဲ့အလိန်ပေါ်မှာလဲစိုးရင်ရဒီလိုနဲ့ချမ်းသာအောင်လေမင်းကလေးတွေကြံခဲ့တဲ့နေ့တချို့ကိုယူပြီးတင်းကြိုင်ဘက်ကိုမြင်းမြန်ထွက်လာခဲ့တယ်ခဏကြာတော့မီးတောင်တချို့ရွာဘက်ကလာနေတာကိုတွေးလိုက်တယ်သူတို့စပယ်ကိုလာခေါ်သွားကြပြီမနေ့ရောက်တော့သူရွာဘက်ကိုမတိတယ်လို့ထွက်လာပြီးတရင်ကိုနားဆွဲနေတယ်စပယ်ဆုံးနေတဲ့စပယ်ကအစကတည်းကနှလုံးရောဂါတက်ခန့်ရှိသူနှလုံးရက်ပြီးဆုံးသွားပြီတဲ့သူစိတ်မကောင်းတော့ဖြစ်မိသွားပြီတဲ့ဒီနေ့အတူပါမှာဝေယဝစ္စဝိုင်းကူရင်တရင်တစွန်းတစားကြားနေလိုက်တယ်ဟဲ့ညာမင်းကြီးကတဖြည်းဖြည်းကျန်းလာပြီနော်အရင်ကတရေတကောင်တည်းအခုတကောင်တောင်တိုးလာပြီတဲ့ငါတို့အရင်တုန်းကဒီတိုင်းတောလာနေတာဘာမှမဖြစ်ပါဘူးအခုမှဘာဖြစ်တာတော့ အေးဒါနဲ့နတ်ကတော့တော်ပူမအောင်မနီးကပူပြီးပြောတယ်တဲ့သူအပင်မှာနှစ်အကြာကြီးစောင့်နေရတာတဲ့လူမလဲရသေးလို့သူမကျွတ်ပူချင်နေတယ်တဲ့အဲ့ဒါလဲချင်နေပြီဆိုပြီးသူ့ကိုဝင်ပူပြီးပြောတယ်တဲ့တိုးတဲ့စိတ်တွေလည်းပျောက်ပျောက်နေတာအဲ့ဒါကြောင့်လားအေးအဲ့ဒါကြောင့်နေမှာပေါ့တရေပဲစားပြတယ်နေမှာပေါ့ဒါကြောင့်မို့နေမယ်တကြီးဦးတာတော်ပြောတာကြားတယ်ညောင်မင်းကြီးစီကိုတွားပြီးနှစ်ပြောပွဲတွေဘာတွေနဲ့ထောင်းပန်မလို့တဲ့ရွာကိုအနှောက်အယှက်မပေးအောင်ဆိုတော့ချမ်းသာအောင်ရဲကျင်သွားတယ်လူတွေကကြောက်လာရင်စဉ်းစားဉာဏ်မရှိတော့ဘူးဆိုတာတကယ်မှန်တာပဲအကြောက်တရားနဲ့လူတွေကိုထိန်းချုပ်လို့ရတာပဲတိုးတွေစိတ်တွေကိုလည်းသူဘေးမသိအောင်ပေါ်ပြီးမြို့ကိုတက်ရောက်စားခဲ့တာတရွာလုံးကစာတက်ပေတလူယူဆထားတဲ့ဥတာတော့လေဓာရီယုံတာပဲလားသူစိတ်ထဲကနေရေရွတ်မိတယ်ဒီလိုနဲ့မျက်မြီဆောင်တော့ဒေါ်ပူမဆိုင်ကိုခြေဦးလဲလာခဲ့တယ်ချမ်းသာအောင်ထိုင်ဘယ်နှလုံးချပေးရမလဲအမြဲလဲစုံနေနော်ကျွတ်လဲရတယ်ငုံကြော်လဲရတယ်ဖိုးကျွတ်စီကနေတကူးတကနေမြေးရအောင်ဝဲကြော်ပေးထားတာမေးမယ်မလားငွေဒီငွေကလူရဲ့အချိုးတွေစရိုက်တွေပင်ပြောင်းနိုင်တယ်ခါတိုင်းဆိုတူလိုက်အမဲဆဲဆိုနေတဲ့တော်ပူမကအခုတော့ဖျားတလဲနဲ့ချမ်းသာအောင်ကလည်းအခုနောက်ပိုင်းလက်ဖျားငွေတီးနေတော့လက်ငင်းရှင်လက်ငင်းတောက်တခါတလေပူတဲ့ပတ်စံတောင်ပြင်မယူပဲမုံဖူးပေးတာထေတာရှိတာအကုန်ချပေးပြီးတော့ကျုပ်ဒီနေ့အရက်ဆိုင်မှာပဲညအိတ်မယ်ဖြစ်တယ်မို့လားဖြစ်ပါတော့ဖြစ်ပါအိတ်နောက်တရက်အတုပရက်လဲတဲ့နေ့မှာတခြားနယ်ကအာတုပလာကြတဲ့သူရဲ့စီကပြောတန်ကြားလာလေတယ်ညောင်ပင်ကြီးပေါ်ကနေစောက်ထိုးဆင်းလာတာမြင်တဲ့သူနဲ့ခေါင်းပြက်ကြီးကိုလက်ကကင်ပြီးရှောက်သွားနေတာကိုမြင်တဲ့သူနဲ့ချမ်းသာအောင်ဇဝေဇဝါဖြစ်မိတယ်ငါညကဂျော်ပူမအရက်ဆိုင်မှာအိတ်တာပါသူ့လိုပဲနောက်တစ်ယောက်စနေတဲ့သူရှိလို့လားဒါမှမဟုတ်လူတွေကပဲကြောက်ပြီးထင်အောင်မှပြောတာလားအကြောက်တရားရှိသွားတဲ့သူကတရေပုံစံကိုကိုယ်တိုင်ပဲဖန်တီးမြင်လိုက်ကြတယ်ပုံမှန်လေတိုက်လို့တိရက်လွတ်ရင်တောင်ပရလောကသားကလုတ်တယ်လို့ပဲထင်ကြတယ်မို့လားညတိုင်းသူမူးပြီးညောင်မင်းအောက်မှာပဲအိတ်ခဲ့တဲ့ရက်ကများတယ်အိတ်တန်းဝင်တဲ့ဖက်တွေကလွဲလို့ဘာမှမရှိညောင်မင်းကြီးနဲ့မလန်းမကမ်းမှာတူတန်းရှိတယ်တူတန်းဆိုတဲ့နေရာကအရှင်းဆုံးပဲမမြင်ရတဲ့ပရလောကသားတွေတူတန်းမှာဘယ်တော့မှမနေဖုန်ကြီးတွေကအတုပရှိတိုင်းအမြဲတရဏဂုံတင်ပေးနေတော့ဘာမှမရှိတာလည်းဖြစ်နိုင်တယ်ရောင်ဒီဆိုရင်တူတန်းနေရာကသူ့အိမ်နွေရာသီဆိုရင်တော့ညောင်ပင်အောက်မှာပဲသူထစ်တယ်လို့အိတ်တာများတယ်တရေဆိုတာမျိုးကိုသူမမြင်ရခြင်းရှိတယ်ဆိုတာလည်းမယုံလူတွေရဲ့စိတ်ကူးတွေကပုံဖော်ထားတဲ့မကောင်းတဲ့တရံလို့ပဲထင်နေတယ်နေဝင်ရင်ညောင်ပင်နားကမဖြတ်နဲ့ဆိုတဲ့စကားကတဖြည်းဖြည်းနဲ့ပြောစပတ်ပြူလာကြတယ်မဖြစ်မနေဖြတ်ရမယ်ဆိုရင်တောင်နေမဝင်စင်နဲ့ပေါ့ဒီလိုနဲ့ညောင်ပင်နားကိုတော်ယုံနေပန်လောက်ကရှောင်ကြတယ်ခီးတယ်တွေနွားကူးလေသူတွေနဲ့ကုံတယ်တွေလောက်ပဲမဖြစ်မနေမှစခန်းချကြတာများတယ်ညနေနေဝင်ဖြူးဖြူးချင်း
နွားကူးလေသူနှိအောင်ညောင်ပင်ဘက်ကိုနွားတွေမောင်းလာတာမြင်ရတယ်ဆရာကျွန်တော်တို့ဟိုညောင်ပင်အောင်မှာပဲဒီညစခန်းချရအောင်ညောင်ပင်ကအကြီးကောင်းတော့နှင်းလဲလုံးတယ်နွားတွေချီးဖို့နေရာလဲအဆင်ပြေလေသူတို့ပြိုးပြိုးဆူဆူနဲ့နွားတွေကိုညောင်ပင်မြွတ်တွေကနွယ်ပင်တွေမှာချီပြီးနားဖို့နေရာပြင်ကြလေတယ်ဆရာတပည့်နေရောက်ပါတဲ့ရီးရက်လေးတွေထုတ်စားပြီးတပည့်ဖြစ်သူကမီးအလင်းရောင်ရနဲ့ချင်းမကိုက်အောင်ညောင်ကိုင်လေးတွေနဲ့မီးစမွေးလေတယ်ချမ်းသာအောင်လဲသူ့အလုပ်ကိုစဖို့ပြင်ရလေတယ်ကလားမချတော့ကိုအခုချိန်ထိသူကောင်းကောင်းမစည်းတတ်ဒီနေ့တောက်ထားတဲ့အရှင်လေးကလည်းအယမ်းများနေတယ်သူတဖြည်းဖြည်းညောင်ပင်နားကဘေးတော်စက်ကနေတဖြည်းဖြည်းညောင်ပင်ဘက်ကိုကတ်လာလေဆရာဒီနေရာမှာတဲရတာနည်းနည်းကြောချမ်းတယ်လို့ပဲစိတ်ထလို့နေမှာပေါ့ပတ်ဝန်းကျင်ကတက်စိတ်နေတော့နည်းနည်းစိတ်ချောက်ချားတာပေါ့သူသားနဲ့လည်းနီးလို့နေမှာစိတ်လေးလေးဖွာရင်ဘေးဘေဝဲရကိုလှမ်းကြည့်မိလိုက်တယ်သူတို့ဘက်ကိုတဖြည်းဖြည်းရိုက်တိုင်တွဲနဲ့လှုပ်လာတဲ့မဲမဲတရံတစ်ခုဒီလိုနဲ့သူကြည့်ရင်ကြက်သေးသေးသွားမိတယ်သူ့ပါးစပ်ဟောင်းစားနဲ့ငေးကြည့်နေတဲ့နေရာကိုတပည့်ဖြစ်သူကလည်းဆရာဘာဖြစ်လို့လဲဆိုပြီးလှဲ့ကြည့်လေတယ်အမေဘာကြီးလဲဟိုမှာလေးတကောင်ဟိုပေါ်မှာလေးတကောင်ဆိုပြီးလက်ညှိုးထိုးကဆရာတပည့်နှစ်ယောက်ရွာဘက်ကိုထွက်ပြေးလေတယ်ဟာဟာဟာချမ်းသာအောင်ပြေးတဲ့သူတွေကိုကြည့်ပြီးသဘောကျစွာလက်ညှိုးထိုးပြီးရဲလေတယ်ခုနကဟိုကောင်ဘဲကိုလက်ညှိုးထိုးသွားပါလေဟိုမှာလည်းတကောင်ဆိုပြီးခုနကလက်ညှိုးထိုးပြတဲ့နေရာစီကိုသူကြည့်လိုက်မိတယ်ညောင်မင်ပေါ်ကနေစောင့်ထိုင်ကသူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်နေတဲ့တရေတကောင်ကိုတွေ့လိုက်မိတယ်သူ့စီကိုဆန့်တန်းထွက်လာတဲ့လက်ရှိကြီးတရေဟုတ်တယ်ဒါပေမဲ့မင်းလည်းဘဝတူထီသွားပြီမင်းတို့အချင်းချင်းကြောက်เสียမလို့ဘူးသူပြောနေတာတွေကိုနားမလည်တာကြောင့်သူမျက်စိမိတ်ပြီးပြန်စဉ်းစားကြည့်လိုက်တယ်ခုနကအဖြစ်ပြက်ကိုသူမှတ်မိသွားပြီဒီအသက်မိတ်နေတဲ့ခန္ဓာကငါခန္ဓာကိုယ်လားချမ်းသာအောင်သူ့ရဲ့အလောင်းကိုဖတ်ပြီးငူမိတယ်ခုနကလူနှစ်ယောက်ဖိုးသွားတဲ့မီးဘိုကနေသူ့ရဲ့ကလားမခြေတော့ကိုမီးတွေကူးပြီးစတဲ့လောင်းနေပြီမဖြစ်ဘူးငါဒီလိုပုံစံနဲ့မိကုံမချုပ်လို့ရဘူးငါကိုအတူပါလုပ်ရမယ်တရဏဂုံလည်းတင်ရမယ်ရုပ်ပြဆင်းပြအဖြစ်မခံနိုင်ဘူးသူဘလောက်ပဲဆွဲဖယ်သူ့ရဲ့ခန္ဓာကိုယ်ကဘယ်လိုမှမရွေ့ဟာအခုမှဘာကိုကြောက်နေတာလဲမင်းလူဘဝတုန်းကပျော်နေတယ်လို့နေစမ်းမင်းအခုတည်းကပျော်ညံ့မနေတဲ့ဘူးမင်းဒီထဆိုးတဲ့အချိန်တွေရင်ဆိုင်ရအောင်ပါဟာဘယ်နဲ့ရောက်တော့ရွာသားတွေသူ့အလောင်းကိုလာတဲ့ကြတယ်အလောင်းကရုပ်ပြဆင်းပြဖြစ်နေတော့ဘသူပြားမြန်တဲကွဲမထီကြဘူးနောက်မှသူပြောင်းနေမှန်းထီပြီးအလောင်းကိုချမ်းသာအောင်အဖြစ်တတ်မှတ်လိုက်တယ်ရွာမှာနက်ကတော့တော်ပူမာကဒီထိုက်အခြေအနေမစိုးခင်တောင်းပန်ဖို့လိုလေရွာကိုအပြစ်ဒဏ်ခတ်နေတာညောင်ပေမာနေတဲ့တရေကသူတကိုးကြီးဖို့လူတွေတယောက်ပြီးတယောက်စားနေတာဆိုတဲ့ဟောထားမှုကြောင့်တကြီးဟာညောင်ပေမာသွားပြီးတောင်းပန်ဖို့ရွာကလူတွေကိုအစည်းအဝေးခေါ်ရတယ်ညောင်ပင်ကြီးကိုသွားပြီးတောင်းပန်ရမယ်ရွာကိုမနှောင့်ယှက်ဖို့အဲ့ဒါကိုယ့်အိမ်ကအဆင်ပြေတဲ့အသားဟင်းတစ်ခွက်စီချက်ခဲ့ကြနောက်နေ့ရောက်တော့တကြီးဦးတာတော့နဲ့မက်ကတော့ဒေါ်ပူမတော်ဦးဆောင်ပြီးညောင်ပင်စီကိုသွားကြလေတယ်ပါလာတဲ့အသားဟင်းတွေထမင်းတွေနဲ့နှစ်ပြောပွဲတွေချကားဖျောင်းတိုင်နဲ့အမွှေးတိုင်တို့ထုံးပြီးဒေါ်ပူမကဒီနားကတင်ကြိုင်းနဲ့အရှင်မဖဲဝါနဲ့ဒီနားပတ်ဝန်းကျင်မှာရှိကြတဲ့မမြင်အပုဂ္ဂိုလ်တွေအားလုံးကိုပြောလိုက်တယ်။ညောင်ပင်ကြီးမှာနေထိုင်တဲ့အဆောင်ရှောက်အရှင်သခင်တို့ကျမတို့ဒီရွာလုံးကိုအနှောင့်အယှက်မပေးပါနဲ့။ကျမတို့မှားခဲ့တဲ့အပြစ်တွေရိုင်းပါတဲ့အမှုရာတွေရှိရင်တောင်းပန်ပါတယ်
ဒီအစားအသောက်တွေလည်းအရှင်တို့အတွက်ပြင်ဆင်လာတာပါစားကြပါခဏအကြာမှာများပြားစွာရောက်လာကြတဲ့နာနာဘာဝပရလောကသားတဲ့အမျိုးမျိုးကိုချမ်းသာအောင်ခုထိလက်မခံနိုင်သေးဘူးခေါင်းပြည့်ကြီးကနှာခေါင်းရှုံမနေနဲ့အချိန်တန်ရင်မင်းလေးဒီလိုရုပ်ပြတ်ဆင်းပြတ်ဖြစ်လာလိမ့်မယ်သူ့ဘေးနားကနေဖြတ်သွားတဲ့ဖြိုးမောင်ကိုသူလက်လန်းဆွဲလိုက်တယ်သူဘလို့မှလှမ်းဖမ်းလို့မမီလေကိုလက်နဲ့ဖမ်းတယ်လို့ပဲလူတွေကိုငါတို့ထိချင်တယ်လို့ထိမရဘူးပြီးတော့ကိုထင်ကြတာတွေဘာတွေလုပ်လို့မရဘူးကွာအဲ့ဒါဆိုကျုပ်သေးတဲ့ညကနွားသမားနဲ့ကျုပ်ကိုခင်ကကြောက်ကိုထင်ပြနေတာကြောင့်အဲ့ဒါနာကကိုထင်ပြတာမဟုတ်ဘူးမင်းတို့ကန်နေငယ်အချိန်မင်းတို့ရဲ့အာကုတုကံအကျိုးပေးမကောင်းတဲ့အချိန်ကြုံသွားလို့ငါ့ကိုမင်းတို့မြင်ရတာလူဘဝတုန်းကလူတွေကိုခြောက်ခဲ့လှန့်ခဲ့တာတွေတရိษံတွေကိုမညာမနာသူတတ်ခဲ့တာတွေကိုသူနောင်တရမိသွားတယ်ကဲဟိုကျွေးထားတာတွေစားကြရအောင်ခေါင်းပြက်ကြီးနဲ့တခြားကောင်တွေအစားတောက်တွေကိုယူစားလို့ရမိမယ်လေသူယူစားလို့မရဘူးအစားတောက်တွေကိုထီးလိုက်တာနဲ့ပျော့ပျော့သွားလိမ့်တယ်ခဏနေတော့အစားတောက်တွေသာကုန်တာသွားပဲမဲ့သူမစားလိုက်ရဘူးဘိုက်လည်းအရန်စားလိမ့်ပြီကျုပ်ကြဘာလို့အစားတောက်တွေစားမရတာလဲအဲ့ဒါလဲမဲလူဘဝကလှုပ်တဲ့အာကုတောကံတွေကတခုခုကြောင့်ပဲ အပယ်လေးပုံဆိုလောက်ကိုမင်းသိလားသိတယ်လीငရဲတရိษံပိတာအတုရကရဲ့မဟုတ်လားအေးဟုတ်တယ်ငါတို့ကအတုရကရဲ့ဆိုရင်မင်းကပိတာဖြစ်ဖို့များတယ်ဘာလို့လဲငါတို့တွေကလူတွေကျွေးမွေးရင်စားလို့တောက်လို့ရတယ်အမြတန်းဝေရင်တာတို့ခေါ်လို့ရတယ်မင်းတို့ကြတော့ကျွေးမဲ့မွေးမဲ့သူရှိတာတော့ကြိုင်လို့မရဘူးဆိုတော့အမြပေးရင်လေတာတို့ခေါ်လို့ရမယ်မထင်ဘူးသူအယမ်းစိတ်ပြတ်သွားမိတယ်ညရောက်တော့အိတ်ဖို့အတွက်နေရာရှာရတယ်သူလူဘဝတုန်းကတဲ့အိတ်နေကြနေရပဲသူအိတ်ဖို့ပြင်လိုက်တယ်ဘေးကအကောင်တစ်ခေါင်ကတွန်းချလို့သူ့မအောက်ကိုပြုတ်ကျလေတယ်ဒါငိုက်နေရကွာတခြားနေရာသွားရှာသူမောက်ကြည့်တော့ညောင်ပင်တစ်ခုလုံးနေရမလက်ဂိုင်းပီစီလီဒီကအစာတရေရီအများကြီးဘာလို့တပင်မှာအဲလောက်အများကြီးနေကြတာလဲသူစိတ်ပြက်လက်ပြက်နဲ့တခြားတပင်တွေလိုက်ကြည့်တော့လဲနေရလို့မရှိသူ့ရဲ့ဒုတိယနေအိမ်သူ့တန်းကိုသူသွားဖို့ပြင်တယ်သူတန်းနားရောက်တော့တကူလုံးအမဲရောင်နဲ့လူကောင်ကြီးကြီးနှခေါင်စောင့်ကြီးလေးတယ်မင်းတို့ကောင်တွေတင်ချိုင်းကိုဝေလို့မရဘူးသူစိတ်ပြက်လက်ပြက်နဲ့ညောင်ပင်အောက်ကိုပြန်လာခဲ့တယ်မင်းဒီညတော့ဒီမှာအိတ်လို့ရတယ်နောက်နေ့တခြားနေရာသွားရှာချမ်းသာအောင်တရေဘဝရောက်မှဒုက္ခအကြီးကြီးရောက်နေရတယ်လူဘဝကမှအိတ်เสียနေရာရှိသေးတယ်အခုတော့သူ့မှာနေเสียနေရာပဲမရှိညောင်ပင်တစ်စီဝေးလေးလေးဆိုတာသူ့ကိုရည်ရွယ်ပြီးမယ်ဆိုခဲ့သလားဟုထင်ဟင်းမိတော့တယ်